အားလုံးပဲမင်္ဂလာပါခင်ဗျာ Excellent ခရန်လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အခြေခံကိုရီးယားဘာသာစကား base lesson 40ကိုလေ့လာကြည့်ရအောင်ဒီခန်းမှာကျွန်တော်တို့လေ့လာမှာကြတော့ဘာအသက်ရဲ့အကြောင်းကိုပဲဖြစ်ပါတယ်ဘာအသက်ကိုဘလို့အတန်းထွက်လေတစ်ချက်လောက်ကြည့်အောင်အသက်ကဘာပဲဖြစ်စေဖပဲဖြစ်စေဒီလိုမျိုးနှလုံးတွဲဖြစ်တဲ့ဘာစာပဲဖြစ်စေကျွန်တော်တို့ကကိုရီးယားလိုဘာအတန်းတစ်မျိုးတည်းပဲထွက်ပေးရမယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ B ရဲ့အတန်းကိုထွက်ပေးရမှာဖြစ်တယ်ဂါအဘာတက်ပဲဖြစ်စေဂါအဖတက်ပဲဖြစ်စေဂပ်လို့ပဲဂါအဘာတက်ပဲထွက်ပြရရင်ပေါ့နော်မြန်မာလိုဆိုလို့ရှိရင်တော့အောက်ကမြင်အတန်လေးလို့မှတ်ထားရင်ရမယ်ပေါ့နော်အာဘာတက်ပဲဖြစ်စေအာဖတက်ပဲဖြစ်စေအာဘာတက်တယ်ပဲထွက်ပြရမယ်ဂါဒါဂါအာဘာစာတက်ပေါ့နော်နှလုံးတွဲတက်ပေါ့နော်အဲ့လိုပဲအတက်ကိုလည်းကျွန်တော်တို့ကဂါအာဘာတက်တယ်တစ်မျိုးပဲထွက်ပြရမှာโอเคကြည့်အောင်ခါနဲ့အားနဲ့ပေါင်းတော့ဂါအာဘာတက်ဆိုတော့ပီလေးပါတော့ပြီးတော့ဂါအောက်ကမျက်နှာထွက်သွားတယ်ပြီးလို့ရှိရင်ပါဇက်ပိတ်သွားတဲ့အတန်လေးနဲ့ထွက်ပေးရမယ်ပေါ့နော်ဂါအရင်ကျွန်တော်တို့လေ့လာထားတာတခုရှိရလေဂါတက်ကိုကြတော့ဂါဆိုပြီးတော့ထွက်ပေးရတယ်သူက K နဲ့ဆုံးတဲ့အတန်ဂါငယ်နဲ့ဆုံးတဲ့အတန်ပေါ့နော်ဂါငယ်ဆိုတာကြတော့ရှားကွေးပြီးတော့လေချောင်းပိတ်ထားတဲ့အတန်မျိုးလေးပေါ့နော်ဂါငယ်ရဲ့ပုံစံအဲ့ဒီခါကျတော့သူ့ရဲ့အတန်တက်ကလည်းဂါတန်လေးပါပြီးတော့ဂအခုကကြတော့ဂမတူဘူးเนาะနောက်တစ်ခုကြည့်အောင်ဂါအာဓာတက်လေးလေ့လာခဲ့လေဂါအာဓာတက်ကကြတော့တီတန်လေးထည့်ပေးရတယ်မြန်မာလိုဆိုလို့ရှိရင်ဓာတန်လေးပေါ့เนาะသူ့ကိုကြတော့ဂါရှာကအတန်ထွက်ပြီးသားလို့ရှိရင်သူအပေါ်တွားရဲ့အခြေလေးပေါ့နော်တဖုံးလေးကိုတွားပြီးတော့ထောက်ထားတဲ့အတန်လေးပေါ့နော်သုံးခုကအတန်မတူဘူးပေါ့နော်နောက်တစ်ခုကြည့်အောင်ကျွန်တော်မြန်မာစာပြီးမှာဆိုလို့ရှိရင်လည်းရှိရလေဒါလို့ရှိရင်အလုတ်ကိစ္စဆိုလို့ရှိရင်လှတစ်ချောင်းကိုပတ်တက်နဲ့လှုပ်ထားတာနောက်ကဆိုလို့ရှိရင်လည်းကာကြီးလုံးရင်တင်စာလုံးဟိုပါပေါ့နော်ကျွန်တော်တို့မဖတ်တတ်တော့ sorry နောက်တစ်ခုကြည့်အောင်ဒီမှာဆိုလို့ရှိရင်လည်းအလုတ်ကိစ္စအတန်တက်ကတော့အလုတ်ကိစ္စဒါပေမဲ့စလုံးပေါင်းကကြတော့လတစ်ချောင်းငယ်တက်တက်နဲ့လှုပ်ထားတယ်နောက်ကကိစ္စကိုကြလည်းကာကြီးလုံးကြီးတက်တက်နဲ့ကိတ်ထားတယ်ဆိုတော့အတန်တက်ကတော့တူစလုံးပေါင်းမတူနောက်တစ်ခုကြည့်မယ်ဒါလို့ရှိရင်လည်းလတစ်ချောင်းငယ်ပတ်တက်လှုပ်ကာကြီးလုံးကြီးကတ်တက်ကိတ်အတန်နှစ်ကတော့အတူတူပဲပေါ့နော်ဒါပေမဲ့လို့အောက်ကနှစ်ခုကကြတော့မှားတယ်ပေါ့နော်စလုံးပေါင်းရေးရမှားတယ်အတန်တက်ကတူပဲလို့ဒီမှာလည်းအဲ့လိုပဲပေါ့နော်မီနင်းနေမှာဆိုလို့ရှိရင်အတန်တက်ကတော့ကျွန်တော်တို့ကကြားတဲ့အတိုင်းဂါငယ်တန်နဲ့ထွက်မှဟာဘာတက်ကြီးသွားပတ်လို့ရှိရင်မှားတယ်ပေါ့နော်အဲ့လိုပေါ့နော်ဘာတက်တမ်းမယ်ဟိုဂါတက်သွားတက်လို့ရှိရင်မှားတယ်ပေါ့နော်စလုံးပေါင်းမှားသွားတယ်ပေါ့အမုံမျိုးမြန်မာလိုအတန်တက်ကတော့အောက်ကမြင့်တန်လေးပဲထင်ရတာပေါ့ဒါပေမဲ့သူတို့ကစကားပြောတဲ့အခါမှာပါဇက်ကပိတ်ထားလားဟာထားလားရှားပင်းနာမှာထားလေအဲ့အတန်ကိုသူကခွဲတတ်တယ်ပေါ့နော်သူကမိခင်ဘာစကားဖြစ်တဲ့အတွက်ကျွန်တော်မြန်မာစကားမှာဆိုလို့ရှိရင်တော့စကားပြောမှဆိုလို့ရှိရင်ဘာနဲ့ပြောနေရလဲဘာတက်နဲ့ပြောတယ်ဆိုတာတိတ်မသိတာဘူးပေါ့နော်အင်္ဂလိပ်စာမှာဆိုလို့ရှိရင်ကွာတယ်ပေါ့နော်ပီတန်ခီတန်ရဲ့တီတန်ကတီတတာခွဲပေါ့နော်ဆိုတော့စကားပြောတဲ့အခါမှာ gap ကိုတန်တက်မယ်ဆိုလို့ရှိရင်ပါဇက်လေးပိတ်ထားမယ်ပေါ့နော်နှာခမ်းလေးပိတ်ပြီးမှနှာခမ်းကိုအတန်ထွက်ပြီးသားပိတ်ပေါ့နော်ပါဇက်ကြီးပိတ်ပြောတော့မဟုတ်ဘူးပေါ့နော်ပါတန်လေးပါပြီးတော့တည့်ပြီးပြောမှာကိုဆိုတာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်မှကြည့်အောင်ဂါနဲ့အာနဲ့ပေါင်းတော့ဂါအာဘာတဲ့ gap ဂါနဲ့ယာနဲ့ပေါင်းတော့ဂါယာဘာတဲ့ gapဂါနဲ့အော်နဲ့ပေါင်းတော့ဂေါဂါအော်ပါတဲ့ဂေါဂါနဲ့ယောနဲ့ပေါင်းတော့ဂယောဂါယောပါတဲ့ဂယောဂါနဲ့အိုနဲ့ပေါင်းတော့ကိုဂါအိုပါတဲ့ကိုဂါနဲ့ယောနဲ့ပေါင်းတော့ဂီယိုဂါယောပါတဲ့ဂီယိုဂါနဲ့ဦးနဲ့ပေါင်းတော့ဂူဂါဦးပါတဲ့ဂူဂါနဲ့ယူနဲ့ပေါင်းတော့ဂယူဂါယူပါတဲ့ဂယူဂါနဲ့ဥနဲ့ပေါင်းတော့ဂူဂါဥပါတဲ့ဂုဂါနဲ့ဤနဲ့ပေါင်းတော့ဂီဂါဤပါတဲ့ဂီโอเคဒါဆိုလို့ရှိရင်အခြားပြီးလေးတွေရဲ့ဒီတိုင်းလေးပဲအတန်တက်လိုက်လို့ရှိရင်ရပြီပေါ့နော်ဆိုတော့နောက်မှာကျွန်တော်တို့အတန်ဖိုင်လေးတွေကြည့်အောင်ဂါအာဘာတက်ပဲဖြစ်စေ
ဂါဖတ်တဲ့ပဲဖြစ်စေကျွန်တော်ကဂါဖတ်တဲ့တမျိုးပဲထွက်မှာဟုတ်အဲ့ဒီခါကျတော့အပေါ်ကအတန်လေးပဲမျက်လုံးထဲမှာမြင်ပြီးအတန်ထွက်သွားရမယ်ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အတန်ပိုင်းလေးကိုနားတော့ကြည့်အောင် cup 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 dab 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 tap 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 lap 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 bab 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 pub 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 sub 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 up 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 chub 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 cup 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 tub 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 pub 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 hub 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 နောက်တစ်ခုတော့ကြည့်အောင်ဂါနဲ့ယာနဲ့ပေါင်းတော့ဂါဂါယာဘာတဲ့ဆိုတော့ဂါနာနဲ့ယာနဲ့ပေါင်းတော့ညာနာယာဘာတဲ့ဆိုတော့ညတန်ပိုင်းနာတော့ကြည့်အောင် cap 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 nap 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 tap 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 liap 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 miap 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 piap 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 chap 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 yap 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 chap 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 cap 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 okay အဲ့ဒါကူတော့ကြောင်းဂါအောဘတ်ဒါဆိုတော့ go နာအောဘတ်ဒါဆိုတော့ no ဒါအောဘတ်ဒါ dog cop 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 dog 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 top 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 lob 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 bob 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 pop 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 석 석 석 업 업 업 첩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  컵 컵 컵 턱 턱 턱 퍽 퍽 퍽 헉 헉 헉နောက်တစ်ခုတော့ကြည့်ကြရအောင်ဒီကကြတော့ဂါနဲ့ယောနဲ့ဘာနဲ့ပေါင်းတာပေါ့နော်ဂါနဲ့ယောနဲ့ပေါင်းတော့ကျောဂါယောဘာတဲ့ဆိုတော့ကျောနာနဲ့ယောနဲ့ပေါင်းတော့ညောနာယောဘာတဲ့ညောကျောကျောကျောမြောမြောမြောကျောကျော
켜 려 려 려 몇 몇 몇 벽 벽 벽 셔 셔 셔 역 역 역 적 적 적 척 척 척 켜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  혀 혀 혀 โอเคနောက်တစ်ခုတော့ကြအောင်ဂါအိုဘာဒက်ကိုနာအိုဘာဒက်နိုဒါအိုဘာဒက်ဒို 코 코 코 녹 녹 녹 토 토 토 로 로 로 모 모 모 포 포 포 소 소 소 오 오 오 조 조 조 초 초 초 코 코 코 토 토 토 포 포 포 호 호 호 โอเคနောက်တစ်ခုတော့ကြအောင်ဒီတန်းကကြော်လို့လည်းရတယ်ပေါ့နော်ဒီမှာကဒီအတွေ့အတိတ်မသုံးတော့လောက်နေပါရှိတယ်ပေါ့နော်ဆိုတော့ဖတ်ရတာလည်းခက်မှတ်တင်တယ်ကြောတော့ကြအောင်နောက်တစ်ခုโอเคဂါဥပါဒက်ဂါနဲ့ဦးနဲ့ပေါင်းတော့ဂူဂါဥပါဒက်ဂူနာဥပါဒက်နုဒါဥပါဒက်ဒုလာဥပါဒက်လူ 쿡 쿡 쿡 둑 둑 둑 툭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  룩 룩 룩 묵 묵 묵 쑥 쑥 쑥 우 우 우 축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  쿡 쿡 쿡 툭 툭 툭 푹 푹 푹 훅 훅 훅 နောက်တစ်ခုတော့ကြအောင်ဂါနဲ့ဥနဲ့ပေါင်းတော့ဂူဂါဥပါဒက်ဆိုတော့ဂူနာဥပါဒက်နုဒါဥပါဒက်ဒု 크 크 크 늪 늪 늪 특 특 특 릅 릅 릅 뭅 뭅 뭅 푹 푹 푹 습 습
습, 읍, 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 즉, 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 측, 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 크, 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 특, 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 푹, 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 흙, 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 ဝေးနောက်ဆုံးE နဲ့တွေ့ရတဲ့ကြည့်ကြအောင်ဂါ ibadat keep နာ ibadat need ဒါ ibadat deep လာ ibadat leap keep, 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 deep, 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 keep, 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 leap, 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 beat, 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 peep, 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 sheep, 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 eat, 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 cheap, 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 keep, 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 tip, 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 peep, 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 keep, 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 အဲ့ဆိုလို့ရှိရင်ဘာတက်လေးကိုအတန်ထွက်လိုက်မယ်လို့မျှော်လင့်နေပါတော့ရှေ့ရဟာတွေခတ်တယ်ဆိုလို့ရှိရင်နောက်မှရှိတဲ့ meaning လေးကိုတော့အဓိကထားပြီးတော့ရေးပြီးတော့ကြက်မယ်ပေါ့နော်ဒီ meaning လေးရေးပြီးကြက်ပါများလာလို့ရှိရင်အတန်ထွက်တွေကအလိုလိုမှတ်မိလာလိမ့်မယ်ပေါ့နော်ဆိုတော့ဒီက meaning လေးတွေချက်လောက်ဖတ်ကြည့်ပါဦးဂျာနဲ့ e နဲ့ပေါင်းတော့ g ရဲ့ g မှာအောက်ကမြင်လေးထည့်တော့ g ဂျာ e ဘာတက်ဆိုတော့ g ခါနဲ့ on နဲ့ပေါင်းတော့ ခေါ်ခါရောပါတဲ့ခေါ့အာနဲ့ပေါင်းတော့အာဖတဲ့အာနဲ့ယုံနဲ့ပေါင်းတော့ယိုအာယောဖတဲ့ယောအာဤပါတဲ့ဤโอเคကျွန်တော်တို့ဒီအတိုင်းပိုင်းနားတော့ကြအောင် 집, 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 컵, 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 앞, 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 역, 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 입, 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 meaning လေးတွေဆိုလို့ရှိရင်တော့တေချာလေးရေးပြီးကြံမှာရေးရမယ်ပေါ့နော်ဒါလေးရစလုံးပေါင်းမှားလို့မရဘူးပေါ့နော်ဆိုတော့အောက်မှာမြန်မာစာလေးတွေရေးထားတာဖြစ်တဲ့အတွက်မြန်မာစာလေးနဲ့တွဲပြီးတော့ကြံမယ်ပေါ့နော်နောက်တစ်ခုတော့ကြအောင်အာဤပါတဲ့ဤဒါနဲ့အာနဲ့ပေါင်းတော့ဒါဤတာလို့တောင်းဝဲမူတန်ထွက်ပြီးမယ်ပေါ့နော်ဘာလို့ဆိုရှင်ပေါင်းသက်တရရှိတဲ့ဘီဒီဆိုလို့ရှင်ဘာနဲ့ပေါင်းပတန်ထွက်လို့ဘာနဲ့ဒါနဲ့ပေါင်းရင်တာတန်ထွက်တာပြီးတော့ဤတာဆိုပြီးတောင်းမူတန်ထွက်သွားတယ်ပေါ့နော်ဤတာစာနဲ့ဤနဲ့ပေါင်းတော့ရှိစာဤပါတဲ့ sheep ဘာနဲ့အာနဲ့ပေါင်းတော့ဘာဘာတဲ့ဘာစာနဲ့ဦးနဲ့ပေါင်းတော့စုစာဦးဖာတဲ့စုမာနဲ့ဦးနဲ့ပေါင်းတော့မူလာဦးဖာတဲ့ရုမူရုโอเคနောက်တော့ 있다, 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 십, 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 밥, 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 쑥, 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 무릎, 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 ဒီက if the with ဒီဆိုတာကအဝတ်စားတွေအင်ဂျီတွေ with ဒီကိုပြောတာပေါ့နော်နောက်တစ်ခုတော့ကြောင်းဒါအာဘာတက်ဆိုတော့ dab နာအိုဖတ်တက်ဆိုတော့ no ဒါနဲ့အာနဲ့ပေါင်းတော့ဒါ
ဒီမှာလဲ nope တာလို့ထွက်ပြီးမယ်ပေါ့နော်ဒီမှာဒီကဒါရှိရဘီနဲ့တွေ့ပြီးတော့တာတန်ဖြစ်သွားတာပေါ့နော် nope တာ nope တာ nope တာဘာနဲ့ e နဲ့ပေါင်းတော့ b ဘာ e မတက်ဆိုတော့ bim မာတန်လေးပါမယ်ဘာအာဘာတက်ဆိုတော့ ba bibimbap လူချင်းမျိုးကြောက်မှာ bibimbap ကို bibimbap 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 ဒီမဲ့နှစ်ခုတွဲလာပြီပေါ့နော်ဂါအာဘာတက်စာတက်ကိုလည်းဘာအတန်တစ်မျိုးပဲထွက်ပေးရဖြစ်တဲ့အတွက် gap 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 ဒါနဲ့ on နဲ့ပေါင်းတော့ဒါ or ဘာတက်ဆိုတော့ dog ဒါနဲ့ r နဲ့ပေါင်းတော့ဒါဒီမှာလည်းအဲ့လိုပဲဒါရှေ့မှာဘာနဲ့ပေါင်းပြီးတော့တာတန်ထွက်သွားတယ်ပေါ့နော် dopta 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 โอเคနောက်တော့ကြောင်း 탑, 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 녹다, 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 비빔밥, 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 컵, 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 덥다, 덥다, 덥다. โอเคနောက်တစ်ခုတော့ကြောင်းနောက်ဆုံးတစ်ခုလေးချားနဲ့ဦးနဲ့ပေါင်းတော့ချူချာဦးဘာတက်ဆိုတော့ချူဒါနဲ့အာနဲ့ပေါင်းတော့ဒါဒီမှာလဲဒီမှာရှိရဒါလေးရရှိရဘီနဲ့ပေါင်းပြီးတော့တောင်းပူတန်ထွက်သွားတယ်ပေါ့နော်အဲ့ဒီခါကျတော့ချူတာချူတာချူတာမားနဲ့အင်းနဲ့ပေါင်းတော့မေးအောက်မှာဘာတက်လေးထည့်တော့အောက်ကမိန်နိုင်နဲ့ map ဆိုပြီးတော့အတန်ထွက်သွားတယ်ပေါ့နော်မားအေဘာတက် map ဒါနဲ့အာနဲ့ပေါင်းတော့ဒါဒီမှာလဲရှိရဘီနဲ့ပေါင်းပြီးတော့တောင်းပူတန်ထွက်တာပဲပေါ့နော် map တာ map တာ map တာအာနဲ့အောင်းနဲ့အိုးနဲ့ပေါင်းတော့အိုးလာနဲ့ယုံနဲ့ပေါင်းတော့လျော့အောက်မှာဘာတက်ထေတော့လာရောဘာတက်ဆိုတော့လျော့နောက်မှရှိရဒါဒီမှာဒီကဒါလည်းရှိရဘီနဲ့ပေါင်းပြီးတော့တောင်းပူတန်ထွက်တာတွေပေါ့နော်အဲ့ဒီခါကျတော့ olyopta 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 စာနဲ့ဥနဲ့ပေါင်းတော့ရွှီစာဥဘာတက်ဆိုတော့ရွှစ်ရွှစ်ရွှစ်ဒါနဲ့အာနဲ့ပေါင်းတော့ဒါဒီမှာလဲတောင်းပူတယ်ပြောင်းသွားပြီးတော့ရွှစ်တာရွှစ်တာရွှစ်တာခါနဲ့အာနဲ့ပေါင်းတော့ခါကအာဘာတက်ဆိုတော့ကဒါနဲ့အာနဲ့ပေါင်းတော့ဒါဒီမှာလဲတောင်းပူတယ်ပြောင်းသွားပြီးတော့ဂါကပ်တာဂါကပ်တာဂါကပ်တာโอเคဒါပိုင်းနောက်တော့ကြောက် 춥다, 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 맵다, 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 어렵다, 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 쉽다, 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 가깝다, 가깝다, 가깝다. ဒီလောက်ဆိုလို့ရှိရင်ဘာတက်လီကိုနားလေလိမ့်မယ်လို့မျှော်လင့်ပါတယ်ပေါ့နော်ဆိုတော့ဗီဒီယိုလေးကိုတေချာလေးအောင်ဆက်ပြီးနားထောင်စေချင်တယ်ပေါ့နော်ဆိုတော့အကယ်မရှင်းလို့ရှိရင်လည်းမီးလို့ရတယ်ပေါ့နော်ဆိုတော့ရှင်းမှာတင်ထားတဲ့ meaning လေးကိုတုံးတန်တိုင်းပဲဇာတ်ကွက်လေးတွေနဲ့တစ်လုံးချင်းစီရေးမယ်အတန်ပိုင်းနားထောင်မယ်ပါဇက်ကနေလိုက်ပြောပြီးတော့ကြက်မယ်ပေါ့နော်ဒါမှဒါစလုံးပေါင်းလေးတွေမှန်မှာအတန်တွက်လေးတွေမှန်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပြီးတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့မှာကျွန်တော်တို့ကြံတဲ့တင်ခန်းစာတွေကိုနောက်ဆုံးအတက်တန်တွေတစ်ခုပဲကြံတော့တယ်ပေါ့နော်ဆိုတော့အားလေးပြီးသားလို့ရှိရင်တော့ဒီတောင်ကိုကြော်နိုင်သွားပြီလို့ပြောလို့ရပြီပေါ့နော်ဆိုတော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံကြပါမယ်